Ice ဒီနေ့မှာတော့အိမ်ပွဲစားမလေးရဲ့တနေ့တာအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အခုကြည့်တဲ့သူကျွန်တော်ရဲ့ channel ကို subscribe လုပ်ရတယ်ဆိုလုပ်ထားပေးရပါ like လေးလေးပေးပါဦးတောင်းဆိုချင်ပါတယ်ပေါ့နော်ကဲအခုတော့ဒီကောင်မလေးကတွားနေရပြီဖြစ်ပါတယ်ပေါ့နော်ငါသူအောင်ရောက်နေပြီငါသူ့ရောင်းရမယ်ဒီအင်းကြီးဟုတ်ကဲ့မကျွန်တော်ဒီအိမ်ဝဲဖို့မိုက်တော့မိုက်တတိအားအဲ့စလိုက်ပြမယ်လေထဲတဲ့သူโอเคအဲ့စလည်းခုလာတွားမယ်အင်းဆိုဒီပေါ်ရလည်းရှိရနော်အောက်ထက်လည်းရှိရနော်နှခမ်းလုံးတုံးရတယ်ဒါမဲ့လာအိမ်အပိုင်းဝဲမယ်ဆိုရင်တော့ကြည့်လာစားတော့တက်လောက်9သိန်းပါအိမ်ပိုင်ဝဲမယ်ဆိုရင်တော့သိန်း900ပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်မဒီအိတ်ခက်လဲရှိပါတယ်ပေါ့နော်မိသားစုတစုစားလုံးနေလို့ရတယ်เนาะဒီမှာ ACTV ကြည့်ခြင်းလည်းကြည့်လို့ရမယ်ဒီရဲ့ပစ္စည်းလုံးဝမရှိဘူးကိုပိုင်ပစ္စည်းယူလာခြင်းယူလာပေါ့နော်ပစ္စည်းတွေကအစအပိုင်ရမှာပေါ့နော်ဟုတ်ကဲ့ဒါဆိုလိုက်ခဲ့နော်တဲ့နေရာလိုက်ပြပြောမယ်ဒါတော့ပြောရမယ်ဆိုရင်ဒါလည်းနောက်အိတ်ခမ်းတစ်ခုပဲပေါ့မိမအလှပြင်တဲ့ခုံလည်းရှိရလာအပေါ်ရက်သွားမယ်အပေါ်ရက်ကိုလိုက်ခဲ့တာဒါနာယူတယ်ဝါဒါပြီမအပေါ်ရက်ကိုဆိုရင်အရင်ဆုံးဒီလှေကားကနေစတတ်သွားမှာပေါ့နော်ဒါလိုက်ခဲ့ဒီမှာဒီခိုင်းရကြရှုခင်းကောင်းဟာဆန္ဒလူပဲရောက်ပါဟုတ်ဘယ်ရရောက်ကုန်လဲမသိဟာဘယ်ရောက်ကုန်တယ်သူစိတ်ကစီအိုင်ဘယ်တွားလဲမသိဒီမှာလာဘယ်ကြောက်ဝါလဲလို့ကိုလိုက်ရှာနေတာဒီအခန်းသူမရှိတော့ဗျာဟုတ်ကဲ့ဒါဆိုဒီကျွန်တော်ဆွမ်းနာမရှိတော့ကျွန်တော်ရင်ကတော့ပြောနေရောပဆိုင်လိုက်ဟုတ်ကဲ့ကျေးဇူးတင်ပါပေါ့နော်တဲဒါဆိုလည်းအလုံးတတာပေါ့နော်ဟုတ်ကဲ့အဲ့ဆိုတော့မင်းဟုတ်ပြီကဲအိမ်တော့ရောင်းပြီးနောက်နေ့နောက်ပွဲစားနောက်အိမ်တစ်ခုရောင်းဖို့ရှိသေးတယ်အဲ့အိမ်ကအစိမ်းရောင်အိမ်ကလေးပဲနောက်နေ့ကျမှပဲရောင်းလိုက်ပါတော့မယ်လေအခုတော့ငါတွားတည့်ရှိရတွားမယ်အိမ်ရောက်တော့မယ်ဂူလေးကျွန်တော်ဗီဒီယိုဒီတီဗီလိုတင်စုကမှာပေါ့နော်နောက်ခက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်ပေါ့နော်ဂူအားဆုံးဒီကြည့်ပြီးလူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ပေါ့နော် channel လေး subscribe လုပ်ရသေးဆိုရင်လုပ်ပေးထားဖို့တောင်းချင်ပါတယ်ပေါ့နော်တော့မှတင်နေစလေတော့မှ follow လေးလုပ်ပေးဖို့ပြောချင်ပါတယ်နော်အားလုံးပဲအဆုံးထိကြည့်ပြီးတော့